အားလုံးပဲမင်္ဂလာပါမြန်မာ News Network ကနေကြိုဆိုပါ၏မြန်မာသတင်းနှင့်နိုင်ငံတကာသတင်းများတင်ပြသွားမည်ဖြစ်သည်ရွေးကောက်ပွဲနှင့်ပတ်သက်သည့်လုပ်ငန်းဆောင်ရွက်မှုများကိုပြည်သူလူထုသိရှိနိုင်ရန်အတွက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းကော်မရှင်ဥက္ကဋ္ဌဦးကိုကိုကပြောကြားသည်ဇွန်လ24ရက်နေ့တွင်ကော်မရှင်နှင့်သတင်းမီဒီယာကောင်စီတို့တည်တံ့တွေ့ဆုံဆွေးနွေးခဲ့ရာ၌ဦးကိုကိုကထိုအကြောင်းကိုပြောကြားခဲ့ခြင်းဖြစ်သည်ရွေးကောက်ပွဲမတိုင်မီကာလကျင်းပချိန်ကာလနှင့်ပြီးနောက်ကာလအဆင့်3ဆင့်လုံးတွင်ပြုလုပ်သည့်ဆောင်ရွက်ချက်များကိုပြည်သူအားအချိန်မီအမှန်တကယ်အသိပေးနိုင်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းထောက်ပြခဲ့သည်ကော်မရှင်အနေဖြင့်ညီတိပါတီကိုမှထောက်ခံခြင်းမရှိဘဲလွတ်လပ်တရားမျှတစွာရွေးကောက်ပွဲများပြုလုပ်သွားမည်ဖြစ်ကြောင်းထပ်မံပြောကြားခဲ့ပြီးသတင်းမီဒီယာကောင်စီမှလည်းကော်မရှင်၏လုပ်ငန်းများတွင်ပူးပေါင်းကူညီဆောင်ရွက်ရန်စိတ်အားထက်သန်ကြောင်းသိရသည်ထို့ပြင်2020အထွေထွေရွေးကောက်ပွဲအတွက်ထုတ်ဝေခဲ့သောလမ်းညွှန်စာအုပ်တွင်ပြင်ဆင်ဖြည့်စွက်လိုသည့်အချက်များအပေါ်ဆွေးနွေးမှုများလည်းပြုလုပ်ခဲ့ကြသည်လာမည့်အထွေထွေရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလမှ2026ခုနှစ်ဇန်နဝါရီလအတွင်းကျင်းပရန်ရည်ရွယ်ထားကြောင်းလည်းသိရသည်ပြည်သူလူထုလိုလားတောင်းဆိုနေသောပါတီစုံဒီမိုကရေစီစနစ်ကိုမဖြစ်မနေအကောင့်ထဲပေါ်သွားမည်ဖြစ်ကြောင်းနိုင်ငံတော်အဖွဲ့အစည်းကြီးကြပ်ရေးကောင်စီနာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကထုတ်ဖော်ပြောကြားခဲ့သည်ယနေ့ဇွန်လ25ရက်နံနက်ပိုင်းမှစတင်ကျင်းပသည့်ငြိမ်းချမ်းရေးဖိုရမ်ဖွင့်ပွဲအခမ်းအနား၌မိန့်ခွန်းပြောကြားစဉ်ထိုအကြောင်းကိုရှင်းလင်းခဲ့ခြင်းဖြစ်သည်ပြည်သူတွေရဲ့ဆန္ဒအတိုင်းပါတီစုံဒီမိုကရေစီစနစ်ကိုမဖြစ်မနေတည်ဆောက်သွားမယ်စတင်တာဝန်ယူစဉ်ကတည်းကရှေ့လုပ်ငန်းစဉ်အခုအနက်တစ်ခုအဖြစ်ထည့်သွင်းထားပြီးဖြစ်စဉ်အတိုင်းဆောင်ရွက်နေပါတယ်ထို့အပြင်ကျွန်တော်တို့အစိုးရရဲ့မူလရည်ရွယ်ချက်အတိုင်းရွေးကောက်ပွဲကိုလည်းကျင်းပသွားမယ်ဟုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်အထွေထွေရွေးကောက်ပွဲကို2025ခုနှစ်နောက်ဆုံးသမားပိုင်းနှင့်2026ခုနှစ်အစပိုင်းတွင်အပိုင်းလိုက်ခွဲ၍ကျင်းပရန်ရည်ရွယ်ထားကြောင်းလည်းဦးမင်းအောင်လှိုင်ကထပ်မံဖော်ပြသည်ရွေးကောက်ပွဲကိုကျေပြန့်စွာကျင်းပနိုင်ဖို့လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုတွေကိုအရေးကြီးအဖြစ်ယူဆောင်ရွက်နေလျက်ရှိပါတယ်။အဓိကမှာတော့လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင်လှုံ့ဆော်ဖို့ပါဟုလည်းအဆိုပါဥက္ကဋ္ဌကရှင်းလင်းပြောကြားခဲ့သည်။ပြီးခဲ့သည့်လအနည်းငယ်ကထုတ်ပြန်ထားသောအချက်လက်အရလာမည့်2025ရွေးကောက်ပွဲကိုတနိုင်ငံလုံးရှိမဲဆန္ဒနယ်260ကျော်တွင်အပိုင်းလိုက်ခွဲ၍ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ဤငြိမ်းချမ်းရေးဖိုရမ်သည်ဇွန်လ25ရက်မှ29ရက်အထိ3ရက်တာကာလအတွင်းကျင်းပမည်ဖြစ်ပြီးထိုပွဲသို့တရုတ်အိန္ဒိယရုရှားနှင့်ထိုင်းနိုင်ငံများအပါအဝင်နိုင်ငံတကာမှဧည့်သည်များနိုင်ငံခြားတန်ယုံမှတန်တမန်များတပ်မတော်အရာရှိကြီးများပြည်ထောင်စုဝန်ကြီးများနှကလက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနိုင်ငံရေးပါတီများနှင့်အရက်ဘက်အဖွဲ့အစည်းများမှပညာရှင်များပါဝင်ဆွေးနွေးလျက်ရှိကြသည်ဆွေးနွေးပွဲ၌ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရွေးကောက်ပွဲအလှည့်အပြောင်းများနှင့်ရွေးကောက်ပွဲပြီးနောက်မြန်မာနိုင်ငံရေးအခြေအနေများအပေါ်အဓိကထား၍ဆွေးနွေးမည်ဖြစ်သည်။ဇိုမီမျိုးသားပါတီကိုနိုင်ငံရေးပါတီတည်ထောင်ခွင့်ရဇိုမီမျိုးသားပါတီအားနိုင်ငံရေးပါတီတစ်ခုအဖြစ်တည်ထောင်ရန်လျှောက်ထားမှုကိုစစ်ကောင်စီအနေနှင့်ခွင့်ပြုလိုက်ကြောင်းစစ်ကောင်စီထိန်းချုပ်သည့်NRTVသတင်းဌာနမှထုတ်ပြန်ထားသည်။နိုင်ငံရေးပါတီတည်ထောင်ရန်လျှောက်ထားသူများကကိုစားပြုလိုသည့်ပါတီအမည်များဖြင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့လျှောက်ထားနေကြပြီးယနေ့အထိလျှောက်ထားခဲ့သည့်အဖွဲ့28ဖွဲ့ရှိကြောင်းသိရသည်ထိုအဖွဲ့များအနက်ဇိုမီမျိုးသားပါတီနှင့်ပအိုးမျိုးသားညီညွတ်ရေးပါတီတို့သည်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းအတွက်သတ်မှတ်ထားသည့်ဥပဒေများနှင့်နည်းဥပဒေများနှင့်ကိုက်ညီကြောင်းစီစစ်တွေ့ရှိသဖြင့်ကော်မရှင်ကတည်ထောင်ခွင့်ကိုချမှတ်လိုက်ခြင်းဖြစ်သည်ထိုအဖွဲ့နှစ်ဖွဲ့သည်ခွင့်ပြုချက်ရရှိသည့်နေ့မှစ၍ရက်30အတွင်းနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေအခန်း9အတိုင်းကော်မရှင်ထံသက်ဆိုင်ရာမှတ်ပုံတင်လျှောက်လွှာတင်သွင်းရန်လိုအပ်မည်ဖြစ်သည်ယခုအထိစစ်ကောင်စီကနိုင်ငံရေးပါတီတည်ထောင်ခွင့်ပြုခဲ့သောပါတီစုစုပေါင်း19ဖွဲ့ရှိပြီးထိုအနက်ဦးဝရှိန်ဥက္ကဋ္ဌအဖြစ်ဦးဆောင်သောရခိုင်တိုင်းရင်းသားများပါတီသည်လည်းခွင့်ပြုချက်ရရှိပြီးနောက်ရက်30အတွင်းမှတ်ပုံတင်ရန်လျှောက်ထားလာသည်
ထိုကဲ့သို့တည်ထောင်ခွင့်ရရှိပြီးမှနောက်တင်သွင်းသောနိုင်ငံရေးပါတီများထဲမှ19ပါတီကမှတ်ပုံတင်ခွင့်ရရှိရန်လျှောက်ထားပြီးပါတီ14ဖွဲ့ကိုသာယခုအချိန်ထိမှတ်ပုံတင်ခွင့်ပြုထားသည်ကျန်ပါတီများအတွက်တော့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဆက်လက်စစ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်နိုင်ငံတကာသတင်းအမေရိကန်တိုက်ခိုက်မှုများအပြီးအီရန်၏နျူကလ িয়ার စွမ်းအားပစ္စည်းများမဖျက်ဆီးနိုင်ခဲ့ကြောင်းထောက်လှမ်းရေးသတင်းများဖော်ပြအမေရိကန်၏လေကြောင်းတိုက်ခိုက်မှုများသည်အီရန်၏နျူကလ িয়ার စွမ်းအားအစီအစဉ်ကိုမဖျက်ဆီးနိုင်ခဲ့ဘဲတစ်ချိန်အနည်းငယ်သာနောက်ပြန်ဆုတ်သွားစေခဲ့ကြောင်းအမေရိကန်ထောက်လှမ်းရေးဌာန၏ကနဦးသတင်းများအရသိရှိရသည်ဘန်ကာကွင်းဘုံပေါင်30ထောင်လောက်ကျဲချခဲ့ပြီးနောက်တရားမဝင်ပြောကြားမှုတစ်ခုအရတိုက်ခိုက်မှုသည်အီရန်နျူကလ িয়ার အစီအစဉ်ကိုလုံးဝဖျက်ဆီးခဲ့သည်ဟုသမ္မတထရန့်ကထုတ်ပြန်ခဲ့တော်လဲထောက်လှမ်းရေးဌာနများနှင့်သတင်းရင်းမြစ်များကထိုအဆိုအတူမတန်တရားရှိကြောင်းဖော်ပြကြသည်အီရန်၏တန့်စင်ပြီးသားယူရေနီယံများကိုဖျက်ဆီးနိုင်ခြင်းမရှိခဲ့ကြောင်းမြေအောက်တွင်ရှိသောနျူကလ িয়ার စခန်းများသည်တစ်လမှ2လအထိသာမတည်ငြိမ်သွားခဲ့ကြောင်းသတင်းရင်းမြစ်များကပြောကြားသည်ထို့အပြင်မြေအောက်စခန်းအဆောက်အဦများသည်မပြိုကျခဲ့ကြောင်းလည်းဖော်ပြခဲ့သည်ထရန့်အစိုးရကကုလသမဂ္ဂလုံခြုံရေးကောင်စီအားတင်ပြရာ၌တိုက်ခိုက်မှုများကြောင့်အီရန်၏နျူကလ িয়ার စခန်းများတွင်တချို့အဆင့်ကျဆင်းမှုရှိခဲ့ကြောင်းသာပြောဆိုခဲ့ပြီးလုံးဝဖျက်ဆီးနိုင်ခဲ့သည်ဆိုသောစကားများကိုမသုံးခဲ့ကြောင်းသိရှိရသည်တိုက်ခိုက်မှုများပြီးနောက်ယူရေနီယံတန့်စင်စက်များအချို့လည်းမဖျက်ဆီးခံရဘဲကျန်ရှိနေခဲ့ကြောင်းဝါရှင်တန်ပို့စ်သတင်းကထုတ်ဖော်ခဲ့သည်ထို့နောက်ဒေါ်နယ်ထရန့်ကနှစ်ဖက်အပြစ်ရစာချိုးဖောက်မှုအပေါ်စကားဆက်ပြောကြားခဲ့ပြီးနောက်အီရန်နှင့်အစ္စရေးတို့ကလေကြောင်းတိုက်ခိုက်မှုများအားရပ်ဆိုင်းကြောင်းကြေညာခဲ့သည်စစ်ပွဲကာလ12ရက်အတွင်းအမေရိကန်နှင့်အစ္စရေးတို့သည်ပူးပေါင်းပြီးအီရန်၏နျူကလ িয়ার စခန်းများကိုတိုက်ခိုက်ခဲ့ကြပြီးထိုပြီးတွင်နှစ်နိုင်ငံစလုံးကအရက်ဖက်ဆိုင်ရာကန့်သက်ချက်များကိုဖယ်ရှားခဲ့ကြောင်းကြေညာခဲ့သည်အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကလည်းအီရန်အပေါ်တိုက်ခိုက်မှုများသည်နျူကလ িয়ার အန္တရာယ်ကိုတားဆီးနိုင်ခဲ့ကြောင်းမြူလက်နက်ထုတ်လုပ်ရေးအတွက်အီရန်၏ကြိုးပမ်းမှုများကိုတားမြစ်ရန်ရည်ရွယ်ခဲ့ကြောင်းပြောကြားသည်တစ်ဖက်တွင်အီရန်သမ္မတမာဆုပီဇက်ကီယန်ကစစ်ပွဲသည်အီရန်၏အောင်ပွဲဖြစ်ကြောင်းပြောကြားခဲ့သည်ဟုအီရန်မီဒီယာများကဖော်ပြသည်ထို့ပြင်အမေရိကန်နှင့်အမြင်မတူညီမှုများကိုဖြေရှင်းရန်အသင့်ရှိကြောင်းအီရန်သမ္မတကဆော်ဒီအိမ်ရှေ့မင်းသားမူဟာမက်ဘင်ဆယ်မန်အားပြောကြားခဲ့ကြောင်းအာဏာသတင်းဌာနကထုတ်ပြန်ခဲ့သည်ဇွန်လ13ရက်တွင်အစ္စရေးကအီရန်ကိုလေကြောင်းတိုက်ခိုက်မှုဖြင့်ထိုးစစ်ပြုလုပ်ခဲ့ပြီးထိပ်တန်းတပ်မှုများနှင့်နျူကလ িয়ার သိပ္ပံပညာရှင်များကိုလည်းပစ်ခတ်ခဲ့သည်ဤတိုက်ခိုက်မှုမှာ1980ပြည့်လွန်အီရတ်စစ်ပွဲနောက်ပိုင်းအကြီးဆုံးစစ်ဖြစ်ရပ်တစ်ခုဖြစ်သည်အီရန်လည်းထိုအကြောင်းပြန်လျင်အစ္စရေးမြို့ကြီးများနှင့်စစ်စခန်းများကိုဒုံးကျည်ဖြင့်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီးရင်းတိုက်ခိုက်မှုများကြောင့်အီရန်တွင်လူပေါင်း610ဦးသေဆုံးခဲ့သည်ထို့အပြင်4946ဦးဒဏ်ရာရရှိခဲ့ကြောင်းအာဏာပိုင်များကအတည်ပြုသည်အီရန်၏တုံ့ပြန်မှုကြောင့်အစ္စရေးတွင်လည်းလူပေါင်း28ဦးသေဆုံးခဲ့ကြောင်းသတင်းများအရသိရှိရသည်ထိုတုံ့ပြန်မှုတွင်အီရန်ဒုံးကျည်များသည်အစ္စရေး၏လေကြောင်းကာကွယ်ရေးစနစ်များကိုပထမဆုံးအကြိမ်ထိုးဖောက်နိုင်ခဲ့သည်ဟုလည်းဖော်ပြထားသည်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe ခေါင်းလောင်းလေးနှိပ်ပြီးဆက်လက်အားပေးကြအောင်နော်